မင်းငါ့ကိုသိလား ရှင့်လို့ချမ်းသာပြီးနာမည်ရှိတဲ့လူမျိုးဒီမျိုးမှာမသိရလူကခက်ရှားရှားပါ အဲ့ဒါကြောင့်လည်းဒီလိုဖြစ်မျိုးကဖြစ်တာပေါ့ဒါတွေကငါကြုံနေကြပါ ရှင်အဲ့စကားမျိုးမပြောနဲ့နော်ကျမရှင်ကြုံနေကြမင်းကလေးမျိုးမဟုတ်ဘူးအခုကိစ္စတကယ်မတော်တဆဖြစ်သွားတာ ဟာကဲဒီမှာဘလို့ပဲဖြစ်ဖြစ်ငါဖုန်းကတော့သွားပြီမင်းဘယ်လိုလုပ်မှာလဲ ဟာလေရှင်ကရောစေခြင်းလို့လား ရောနိုင်ရင်တော့ကောင်းတာပေါ့လောကကြီးမှာဘယ်အရာမှလက်ကားမရဘူးကွာ ကောင်းပြီလေကျမကြောင့်ဖြစ်တယ်ဆိုရင်လည်းရောရမှာပေါ့ဒါပေမဲ့ခုလောဆိုတော့ပတ်စံမပါဘူးကျမအိမ်လေးစာပေးခဲ့မယ် ဟာမင်းကရင့်လိုက်လားမင်းကြောင့်လည်းဖြစ်သေးတယ်ငါကမင်းအိမ်ဒီရော်လိုက်တောင်းအောင်ပါလား လောဆယ်ဖြည့်ရှင်းလို့ရဒီတလန်းမရှိတာပဲ အေးကောင်းပြီငါမင်းအိမ်ထိလိုက်ခဲ့လို့ရတယ်စိုက်ကယ်ပေါ်တက် ဒီမှာအဲ့ဒီစိုက်ကယ်နောက်မှာလိုက်ထိုင်ပြီးတော့ရှင်ရဲ့ဘလောက်မှမသိတဲ့နံပါတ်တော့အချိန်မခံနိုင်ဘူး ဟာဘယ်လိုဖြစ်တာလဲငါနာမည်အဲ့လောက်တောင်ကြီးနေလားဟဟလားဟမ် ဒီမှာရှင်နဲ့အမေးဖြေလို့အချိန်မရှိဘူးဒီမှာကျမအမေအတွက်စေးဝယ်ရမယ်ဒီမှာကြည့် အေးကောင်းပြီလေမင်းလေးစားငါ့ကိုပေးခဲ့